အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ဒီအချိန်မှာဖြစ်ပွားတာရှိတဲ့တွလန့်တုပ်ကွေးအကြောင်းကိုပြောပြမယ်ပေါ့နော်တွလန့်တုပ်ကွေးဆိုတာကျွန်တော်နှစ်စဉ်နှစ်တိုင်းပုံမှန်ဒီလိုအချိန်မျိုးမှာဆိုလို့ရှိရင်ပုံမှန်ဖြစ်နေကြယောဂတစ်မျိုးပဲဖြစ်ပါတယ်ကလေးတွေမှာအဓိကအဖြစ်ပုံပြီးတော့မှဖြစ်ပွားတာဖြစ်ပါတယ်ကလေးတွေဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီတွလန့်တုပ်ကွေးကိုအဓိကဖြစ်စေတဲ့အရာကကျွန်တော်ချင်းကြောင်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီတွလန့်တုပ်ကွေးရာသီမှာဆိုလို့ရှိရင်ကလေးတွေမှာတွလန့်တုပ်ကွေးယောဂမဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ချင်းကိုက်မခံအောင်အဓိကထားမှာဖြစ်ပါတယ်ချင်းကိုက်မခံအောင်အဓိကထားတဲ့နေရာမှာချင်းပေါက်ဖွားတဲ့နေရာတွေကျွန်တော်တို့ချင်းတွေရှိနေတဲ့နေရာတွေကိုဆေးဖြန်းတာမျိုးတွေချင်းပေါက်ဖွားနေတဲ့နေရာတွေကိုတန်ရှင်းလုပ်တာမျိုးတွေအစရှိတဲ့နေရာတွေပါနောက်ဆက်တွဲအနေနဲ့လှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ဒါကအရေးကြီးဆုံးချက်ပါနောက်တစ်ချက်ကကျွန်တော်တို့ကလေးတွေဖျားပြီဆိုလို့ရှိရင်ဖျားချင်းမှာတွလန့်တုပ်ကွေးစစ်ရင်မပေါ်ပါဘူးဒါကြောင့်မလို့ကလေးတွေကိုပြုစုစောင့်ရှောက်ကြတဲ့အဖေမိဘတွေအနေနဲ့ဆိုလို့ရှိရင်ကလေးတွေစဖျားတဲ့ရက်ကနေပြီးတော့မှ3ရက်မြောက်နေ့ထိတည်တည်ချာချာလေးတတိထားစောင့်ကြည့်ရပါတယ်ဘယ်လိုစောင့်ကြည့်ရလဲဆိုတော့ကလေးကမိန်လာသလားနှာခေါင်းသွေးတွေရှံသလားဗိုက်တွေနာလာသလားကော်ဖီရောင်နေအန်သလားဝမ်းမမဲတွေသွားသလားအစရှိတဲ့ကျွန်တော်တို့ကလေးမှာတွလန့်တုပ်ကွေးလက္ခဏာတွေဖြစ်တတ်တဲ့လက္ခဏာတွေပေါ့နော်ဒီလက္ခဏာတွေပေါ်လာပြီဆိုလို့ရှိရင်တော့3ရက်မြောက်နေ့ဆိုလို့ရှိရင်နေ့ဆက်ဆေးရုံဆေးခန်းသွားပြီးတော့မှတွလန့်တုပ်ကွေးရှိမရှိစစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်နောက်တစ်ချက်ကကလေးတွေကိုကျွန်တော်တို့အနေနဲ့ဒီတွလန့်တုပ်ကွေးရာသီမှာဆိုလို့ရှိရင်အာဟာရပြည့်ဝတဲ့အစားအသောက်တွေသေချာကျွေးမွေးရမယ်အိတ်ချင်နေမှန်အောင်ယူစိတ်ပေးရမယ်ညနေပိုင်းစော်ကစားတာတွေကိုတက်နေဆိုဆင်ခြင်ပြီးတော့မှထားရမယ်ဘာလို့လဲဆိုတော့ညနေပိုင်းမှာကြိုက်တဲ့ချင်းကြားတွေကတွလန့်တုပ်ကွေးယောဂကိုအဓိကဖြစ်စေတယ်ဆိုပြီးတော့မှပြောကြတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တွလန့်တုပ်ကွေးရာသီမှာတွလန့်တုပ်ကွေးယောဂကိုကလေးတွေမှာဖြစ်ပွားမှုနှုန်းကိုလျှော့ချနိုင်ဖို့အတွက်အရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်တွလန့်တုပ်ကွေးဖြစ်လာလို့ရှိရင်လည်းချက်ချင်းလင်းလင်းမြန်မြန်ကုသမှုအရန်ကိုရေးကြီးလိုအပ်တာဖြစ်ပါတယ်တကယ်လို့တွလန့်တုပ်ကွေးလက္ခဏာတွေကိုအဓိကစောင့်ကြည့်မထားဘဲနဲ့အချိန်လွန်သွားခဲ့လို့ရှိရင်ကလေးမှာအသက်အန္တရာယ်ဆုံးရှုံးရတဲ့ຢာတွေထိဖြစ်ပွားတတ်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်